အားလုံးပဲမင်္ဂလာပါဒီနေ့မှာလည်းဖျားခင်နှုတ်ပတ်တော်အတူတကွပြန်လည်စီစဉ်ခေါ်ယူဖို့ရန်ဖြစ်ပါတယ်ရှင်မတဲ့ခရစ်ဝင်ကျမ်းခန်းကြီး6အငယ်9မှအငယ်10တင်းတို့ဒီဆုတောင်းသောအခါသာသနာပလူနည်းအခြေနည်းသောစကားဖြင့်ထက်မမွတ်ကြနှင့်ထိုသူတို့ဒီများစွာသောစကားအပြင်မိမိတို့အလိုပြည့်စုံမည်ဟုထင်မှတ်ကြ၏ထိုသူတို့နည်းတူမပြုကြနှင့်အကြောင်းမူကားတင်းတို့လိုရှိသမျှတို့ကိုတင်တို့မတောင်းမီတင်တို့အပါတည်တော်မူ၏ဒီနှုတ်ပတ်တော်ကတော့သခင်ယေရှုရဲ့တောင်းပေါ်တင်နာတွေကတစ်ခုဖြစ်ပါတယ်ဒီနှုတ်ပတ်တော်မှာပြောလဲဆိုတော့ဆုတောင်းခြင်းဆိုတဲ့အကြောင်းပြောတယ်ဆုတောင်းတဲ့အခါမှာသာသနာပလူနည်းတူမတောင်းဘူးပြောထားတယ်ဘေုံကြည်သူကဘယ်လိုတောင်းလဲဆိုတော့အထက်ပြောကြတယ်သူတို့လိုချင်တဲ့အရာတွေတောင်းတတဲ့အရာတွေကိုအထက်မုတ်တိုကြတဲ့အချိန်မှာသူတို့ကိုးကွယ်တဲ့အရာတွေဟာသူတို့ရဲ့စကားကိုနားထောင်ပြီးတော့ပြည့်စုံမယ်လို့သူတို့ထင်ကြတယ်။ဒါပေမဲ့ကိုတော်ကထိုးတို့မတောင်းဖို့တုံ့တင်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မတောင်းခင်ကလေးကဘုရားသခင်ကကျွန်တော်တို့အလိုရှိသမျှကိုသိနေတဲ့ဘုရားဖြစ်ပါတယ်။ယေရှုကလည်းကြောင့်မို့ပြောတယ်။ငါ၌တည်လင်တင်းတို့ဒီတောင်းချင်တဲ့မြတ်ကိုတောင်းကြပါပေးမယ်လို့ပြောတယ်။ဒါကြောင့်မို့ကျွန်တော်အနေနဲ့ပထမဆုံးလုပ်ရမယ့်အရာကတော့ဆုတောင်းရမှာဖြစ်ပါတယ်။ကိုတော်ကအရာအားလုံးတည်နေရမယ်ကျွန်တော်တို့လိုချင်နေတဲ့ကျွန်တော်တို့အလိုရှိတဲ့အရာကိုတော့တည်နေရမယ်ဘာကြောင့်မို့မပေးတာလဲအပြေကရှင်းလေးပါပဲကျွန်တော်တို့အလိုရှိတဲ့အရာကိုဘုရားသခင်ကပေးဖို့အသင့်ဖြစ်နေတယ်ဒါကြောင့်မို့ကျွန်တော်တို့ကတောင်းဆိုဖို့ဖြစ်ပါတယ်အဲဒါကြောင့်မို့ပထမအနေနဲ့ကျွန်တော်တို့ကဆုတောင်းဖို့လိုတာဖြစ်ပါတယ်နောက်တစ်ခုကတော့ယုံကြည်ခြင်းဖြစ်ပါတယ်ဆုတောင်းတဲ့ချိန်မှာကျွန်တော်တို့ကယုံကြည်ခြင်းနဲ့တောင်းရတယ်ဘုရားသခင်ပေးနိုင်လောက်ပါတယ်ဆိုတော့ယုံကြည်ခြင်းမျိုးနဲ့မဟုတ်ဘူးနဲ့ဘုရားသခင်ပေးကိုပေးမယ်ဆိုရဲယုံကြည်ခြင်းမျိုးနဲ့တောင်းဖို့အင်မတန်မှအရေးကြီးတာဖြစ်တယ်။ဘုရားသခင်ကရင်ဆိုင်ကြုံတွေ့ရတဲ့အခက်အခဲပြဿနာအဲ့ဒီအခြေအနေတိုင်းမှာဘုရားသခင်ကကျွန်တော်တို့တောင်းလျှောက်တဲ့ဆုတောင်းတန်ကိုဘုရားသခင်ကနားညောင်းပြီးတော့ပေးမယ်ဆိုတဲ့အရာကိုယုံကြည်ဖို့အင်မတန်မှအရေးကြီးတာဖြစ်ပါတယ်။ဒါကြောင့်မို့သင်ကဆုတောင်းတဲ့အချိန်တိုင်းမှာသင်ကယုံကြည်သောစိတ်နဲ့တောင်းဖို့အင်မတန်မှအရေးကြီးတယ်။ယုံကြည်ခြင်းနဲ့ဘုရားသခင်စီမှာဆုတောင်းဖို့အင်မတန်မှအရေးကြီးတာဖြစ်ပါတယ်။ဓမ္မရာဇဝင်ပထမဆောင်ခန်းကြီး1အငယ်7မှအငယ်14ဟာနာဒီထာဝရဘုရားရှိတော်၌ကြာမြင့်စွာဆုတောင်းစဉ်အေလိဒီသူ၏နှုတ်ကိုကြီးမက်လေ၏စိတ်နှလုံးနှင့်ဆုတောင်း၍နှုတ်ခမ်းလှုပ်တော်လေစကားနဲ့မထွက်တော့ကြောင့်ရစ်မှုဒီကိုအေလိထင်လျက်သင်ဒီအဘယ်များကာလပတ်လုံးရစ်မှုလိမ့်မည်နီသင်၏စပြည့်ရီကိုပယ်ရှောင်လို့ဟုဆို၏ဆိုတော့ဓမ္မရာဇဝင်ပထမဆောင်မှာဖော်ပြထားတဲ့ဟာနာဆိုတဲ့အမျိုးသမီးတယောက်ရှိသူကတော့ဘုရားသခင်အခွင့်မပေးတဲ့အတွက်ကြောင့်မို့တားပွားခြင်းအခွင့်ကိုသူမရဘူးသူအနေနဲ့သူလိုချင်တဲ့အရာကိုဘုရားသခင်သိပါတယ်ဟာနာအနေနဲ့သူအလိုရှိတဲ့အရာကတော့ကလေးရဖို့ဖြစ်ပါတယ်ဟာနာအနေနဲ့တားပွားတော့ခွင့်ဘုရားမပေးဘူးဒါပေမဲ့ဟာနာကအင်ဒန်မှဒီယာကိုလိုချင်တယ်ဟာနာအနေနဲ့ဘုရားသခင်ကိုဆုတောင်းခဲ့တယ်ဘုရားသခင်ရှိမှသူကတကယ်ပဲကြာမြင့်စွာဆုတောင်းနေဆိုတဲ့အရာဖော်ပြထားတယ်။နောက်ဆုံးသူ့ရဲ့ဆုတောင်းခြင်းကိုကြည့်မယ်ဆိုရင်ယေဘရဟ်အေလိကသူ့ရဲ့ဆုတောင်းခြင်းကိုမြင်တွေ့ခဲ့တယ်။ဟာနာကတော့စိတ်နှလုံးနဲ့ဆုတောင်းတဲ့ချိန်မှာသူ့ရဲ့နှာခမ်းကဆုတောင်းနေတော်များလေအတန်မထွက်လာတော့အဲ့ဒီအရာကိုမြင်သွားတဲ့ယေဘရဟ်အေလိကတော့ဒီမိန်းမကတည်ရတဲ့တောက်စားတယ်။ရစ်မှုတဲ့မိန်းမဖြစ်တယ်ဆိုမှသူ့အနေနဲ့ထင်မှတ်သွားတယ်။အဲ့ရှင်မှာယေဘရဟ်အေလိကတော့ဟာနာကိုတပြောခဲ့တယ်။မင်းဘာကြောင့်မို့ရစ်မှုနေရလဲဆိုပြီးမှဟာနာကိုပြောခဲ့တယ်။ဟာနာကဘာပြန်ပြောလဲဆိုတော့မဟုတ်ပါဘူး။ကျမကညှိုးငယ်တဲ့မိန်းမဖြစ်ပါတယ်။ဒီစပြည့်ရီတီတရက်ကိုကျမမတောက်ပါဘူး။ကျမအခုဖြစ်ပြနေတဲ့ຢာကတော့ဘုရားသခင်ရှိမှစိတ်နှလုံးတွန်းလောင်းပြီးတော့ဆုတောင်းနေခြင်းဖြစ်တယ်ဆိုပြောခဲ့တယ်။အေလိကအဲ့ရှင်မှာတိသွားဟုတ်ပြီ။မင်းဆုတောင်းတဲ့အတိုင်းပဲဣဒီလအမျိုးရဲ့ဘုရားသခင်ကတော့ပေးသနာတော်မူမယ်ဆိုမှအေလိကဟာနာကိုပြောဆိုခဲ့တယ်။တကယ်ပဲအဲ့လိုပြောဆိုပြီးနောက်ပိုင်းမှာဟာနာကသားဖွာတော်ခွင့်ကိုရရှိခဲ့တယ်။အဲ့ဒီသားရဲ့နာမည်ကိုရှမွေလဆိုပြီးတော့အမည်ပေးခဲ့တယ်။ရှမွေလဆိုတဲ့အမည်ကတော့ဘုရားသခင်ကသူ့ရဲ့ဆုတောင်းတန်ကိုနားညောင်းနေဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်။ဘုရားသခင်ကကြည်မွားတဲ့နှလုံးသားနဲ့ဆုတောင်းတဲ့ဆုတောင်းတန်ကိုမငြင်းပါဘူး။အဲ့ရှမွေလကတကယ်ပဲဘုရားသခင်အတုံးပြုတဲ့
ယေဘရဖြစ်လာတယ်ဘုရားသခင်တကယ်ပဲအတုံးပြတဲ့လူဖြစ်လာတယ်နောက်ဆုံးဣဒေလလူမျိုးတွေရဲ့ဘယင်ကိုဗိတ်တိတ်ပြီးတဲ့လူဖြစ်လာတယ်ဣဒေလလူမျိုးတွေရဲ့ခေါင်းဆောင်ကိုတွဲခန့်တဲ့လူမျိုးဖြစ်လာတဲ့ဘုရားသခင်ကရှမွေလကိုအတုံးပြခဲ့တယ်ဆိုရအောင်တွေ့ရတယ်ဟာနာရဲ့ဆုတောင်းတန်ဟာဘုရားသခင်နားညောင်းခဲ့တယ်အဲ့ဒီဆုတောင်းခြင်းရဲ့နောက်ွယ်မှာဘုရားသခင်ကကောင်းချီးပေးခဲ့တယ်ဘုရားသခင်ကဟာနာကိုမျက်နှာသာပေးခဲ့တယ်ဆိုရအောင်တွေ့မြင်ရတာဖြစ်ပါတယ်ဒါကြောင့်တင့်တက်တာထဲမှာမဖြစ်နိုင်တော့ဘူးဖြစ်မလာတော့ဘူးထင်တဲ့အရာတွေတင်းနေနဲ့မဝင်ခံလိုက်ပါနဲ့ဘုရားသခင်ကအရာအားလုံးတတ်နိုင်တဲ့ဘုရားဖြစ်ပါဟာနာလိုပဲတင်းကဘုရားသခင်ရှိမှတိုးဝင်ချင်းကပ်ပြီးတော့တင်းရဲ့စိတ်နှလုံးတွန်းလောင်းပြီးတော့ဆုတောင်းလိုက်ပါဘုရားသခင်ကတင်းအလိုရှိတဲ့အရာကိုတင်းဆုမတောင်းခင်ကလေးကတည်တဲ့ဘုရားဖြစ်ပါတယ်တင်းရဲ့ဆုတောင်းတတ်မှုလေဘုရားသခင်ကအဖြေပေးမယ်ဘုရားဖြစ်ပါတယ်ဣဇာဝတ္ထုခန်းကြီး၄ငွေ15မှ19မှာဣဇာကလည်းရှုရှံမျိုး၌ရှိသောယူဒလူပေါင်းတို့ကိုစုဝေးစေခြင်းကတွားပါနေညမပြတ်3ရက်ပတ်လုံးမစားမတောက်ပဲနေ၍ကျွန်ုပ်အဖို့အစာရှောင်ခြင်းအကျင့်ကိုကျင့်ကြပါကျွန်ုပ်ဒီလည်းကျွန်မတို့နှင့်တကွအစာရှောင်ခြင်းအကျင့်ကိုကျင့်ပါမည်ထို့နောက်အာနာတော်ကိုဆံရတော်လဲရှင်ပင်ထံတော်တို့ဝင်ပြီးတေလင်းအတေခံပါမည်မော်ဒကဲဟာပြန်ပြောစေခြင်းကမာလိုက်သမျှအတိုင်းမော်ဒကဲကြီးတွား၍ပြုလေဒီဖြစ်ပျက်မှာတော့ဣဒေလလူမျိုးတွေကဟာမန်ရဲ့ကြံစီမှုကြောင့်တပ်ဖြတ်မှုကိုခံရတော့မယ်အဲ့ဒီသတင်းကိုကြားတဲ့ဣဒဒါကတော့သူ့အနေနဲ့ဘာမှမတတ်နိုင်တော့ရှင်ဘင်စီကိုတွားဖို့ရန်အတွက်လဲရှင်ဘင်ရဲ့အမိန့်မှာပါပဲတွားလို့မရအောင်ဒါကြောင့်မို့ဣဒဒါကဘာလုပ်ဖို့ဆုံးဖြတ်လဲဆိုတော့3ရက်ပတ်လုံးအစာရှောင်မယ်ဣဒဒါရဲ့ယုံကြည်ခြင်းကအင်တန်မှကြီးလွန်းတာဖြစ်တယ်သူ့အနေနဲ့အစာ3ရက်ရှောင်ပြီးတော့ဘုရားသခင်ကဒီအမှုကိုကင်တွင်မယ်ဆိုတဲ့အရာကိုသူသိတယ်မော်ဒကဲကလည်းဣဒဒါပြောတဲ့အတိုင်းပဲသူလှုပ်ဆောင်ခဲ့တကယ်ပဲဣဒဒါကအဲ့3ရက်မြောက်တဲ့နေ့မှာရှင်ဘင်စီကိုသူတွားလိုက်တယ်ဘုရားသခင်ကဣဒဒါရဲ့အစာရှောင်ဆုတောင်းခြင်းကိုနားညောင်းပေးခဲ့တယ်မိတ်ဆွေဟာမန်ရဲ့ဣဒေလလူမျိုးတို့တပ်ဖြတ်ဖို့ရန်ကြံစီတဲ့အကြံစီကိုဘုရားသခင်ကပြောင်းပြန်ဖြစ်စေခဲ့တယ်ဆိုတဲ့အရာကိုတမန်ကျမ်းစာမှာတွေ့ရတယ်ဣဒေလလူမျိုးတွေလိုအပ်နေတဲ့အရာကိုဘုရားသခင်ကဣဒေဒါမတောင်းနေတဲ့တိပါဒါကြောင့်မို့လဲဣဒေဒါတောင်းတဲ့ဆုကိုဘုရားသခင်ကပေးသနာတယ်ဆိုတဲ့အရာကိုတွေ့ရတယ်ဟာမန်ကတော့မော်ဒကဲကိုလှုပ်ချံဖို့ရန်အတွက်ကြိုးစင်ပြင်ထားတယ်နောက်ဆုံးဣဒေလလူမျိုးတွေကိုတပ်ဖြတ်ဖို့ရန်ကြံစီတဲ့ဟာမန်ကတော့သူလှုပ်ဆောင်ထားတဲ့လက်နက်နဲ့ပဲတူအသက်ဆုံးရှုံးခဲ့တယ်ဆိုရအောင်တွေ့ရတယ်။သူ့အနေနဲ့မော်ဒကဲကိုလှုပ်ကြံဖို့ရန်အတွက်လေဆွဲချတိုင်ကိုသူလှုပ်ဆောင်ခဲ့တယ်။အဲ့ဒီလေဆွဲချတိုင်ကမော်ဒကဲအတွက်မဟုတ်ဘဲနဲ့ဟာမန်အတွက်ဖြစ်သွားတယ်မိတ်ဆွေ။ဒါကြောင့်မို့ယုံကြည်သူတိုင်းရဲ့အသက်တာထဲမှာဘုရားသခင်ကတတ်တည်ထူတဲ့ဘုရားဖြစ်တယ်။ကျွန်တော်တို့ရဲ့ဆုတောင်းခြင်းမှာတကိုးပါတာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ဆုတောင်းခြင်းအပြင်ဘုရားသခင်ကရန်သူတွေကိုအောင်နိုင်သောအခွင့်ကိုပေးတာဖြစ်ပါတယ်။ရန်သူကကျွန်တော်တို့ကိုဘယ်တော့မှနိုင်ရတော့အခွင့်ကိုဘုရားသခင်မပေးဘူးဆိုတဲ့အရာကိုတွေ့ရတယ်။ရန်သူကတော့နောက်ဆုံးသူ့ရဲ့လက်နက်နဲ့ပဲသူအဆုံးတက်ခဲ့တယ်မိတ်ဆွေ။ဒီຢာတွေအားလုံးကယုံကြည်ခြင်းနဲ့တောင်းတဲ့ဆုတောင်းခြင်းဖြစ်ပါတယ်။အဲ့ဒီယုံကြည်ခြင်းနဲ့တောင်းတဲ့ဆုတောင်းခြင်းရဲ့ result ကတော့ဘုရားသခင်တတ်တည်သူခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့ချစ်တော်ညီကိုမောင်မောင်ခြင်းတိုင်းဒီတက်တာထဲမှာတင်ကြုံတွေ့ရင်ဆိုင်ကြော်ဖြတ်နေရတဲ့ပြဿနာတွေရှိကောင်းရှိမယ်။တင်မကြော်မဖြတ်နိုင်တဲ့ပြဿနာတွေလည်းရှိကောင်းရှိမယ်။တင်နေနဲ့ဘာမှလုပ်လို့မရတော့ဘူးလို့တွေးတောနေတဲ့အချိန်တွေလည်းရှိကောင်းရှိပါ။ဒါပေမဲ့တင်ရဲ့လိုအပ်မှုတွေကိုတင်စုမတောင်းခင်ကလေးကတည်နေတဲ့ဘုရားသခင်ရှိပါတယ်။ဒါကြောင့်မို့တင်နေနဲ့လောက်ရမယ့်ရာကတော့ယုံကြည်ခြင်းနဲ့ဘုရားသခင်စီမှာဆုတောင်းလိုက်ပါ။တင်ရဲ့တိုက်ပွဲတွေတင်ရဲ့ပြဿနာတွေတင်ရဲ့အခက်အခဲတွေကိုဘုရားသခင်ကဖြေရှင်းပေးမှာဖြစ်ပါတယ်။ဒါကြောင့်မို့တင်းရင်တက်တာလေးမှာခန္ဓာကဲတော့စိတ်နှလုံးအကျွမ်းမဲ့ကိုရောရှိမှတိုးဝင်ပြီးတော့ကိုရောကိုဆုတောင်းလိုက်ပါဣဒဒါကဲတော့ဘုရားသခင်ကိုယုံကြည်ပြီးတော့ဆုတောင်းလိုက်ပါတင်းရဲ့တက်တာထဲမှာအဲ့ဒီဆုတောင်းခြင်းတကူကတင်းရဲ့တက်တာထဲမှာတက်တည်ထူမှာဖြစ်ကြောင်းငါလိုတာဖြစ်ပါတယ်။ဉာဏ်တော်ရောက်ခြင်းတိုင်းအရှင်သာရိကောင်းချီးပါပါစေ။